တူတေသနာတွေအရာမြန်မာမှာရွှေတွက်ရှိရနေရ300ကျော်ရှိတယ်ဆိုတာတကယ်ပဲလားအဲ့ဒီထဲမှာအရေးကြီးဆုံးကစကိုင်းပြတ်လွှာကြောင့်စကိန်း force ဆိုတဲ့ပတ်သက်နေတယ်လို့ဆိုတယ်ဟုတ်ပါတယ်ရွှေဖြစ်ပေါ်ပုံကလည်းထူးနည်းနဲ့သူစိတ်ဝင်စားစရာပါစကိုင်းပြတ်လွှာကြောင့်ကအိန္ဒိယတိုက်ရဲ့တိုးဝင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အလွန်ကြီးမားတဲ့မြေလွှာအကြောင်းကြီးထူပါမြန်မာနိုင်ငံကိုမြောက်ကနေတောင်တွယ်တန်းနေပြီးတော့အနောက်ဘက်ခြမ်းကမြေလွှာကမြောက်ဘက်ကိုရွေ့နေပြီးအရှေ့ဘက်ခြမ်းကတောင်ဘက်ကိုရွေ့နေပါတယ်ခဏလေးသူတေသနာစာတမ်းတွေမှာညာဘက်လက်လှူရှာမှုလို့သုံးထားတာတွေ့နေအဲ့ဒီကဘာကိုပြောတာလဲပြီးတော့အဲ့လိုလှူရှာမှုပုံစံကရွှေဖြစ်ပေါ်ဖို့တော့ဘာလို့များအရေးကြီးရတာလဲစက်ကိုင်ဘက်လွှာရဲ့အနောက်ဘက်ကမြေကမြောက်ဘက်ညာဘက်ကိုရွေ့နေတာပါအရေးကြီးတဲ့အချက်ကဒီလှုပ်ရှားမှုကချောချောမွေ့မွေ့ဖြစ်မသွားဘူးအဲ့ဒီလိုလိန်ပြီးရွေ့တဲ့အခါမှာအဓိကပြက်လွှာကြောင်းရဲ့ဘေးဒီမှာအကွဲကြောင်းငယ်လေးအများကြီးကိုဆွေးဖြဲတယ်လို့ဖြစ်စေပါတယ်အဲ့ဒီအကွဲကြောင်းတွေကမြေကြီးအောက်နက်နက်ကရွှေပါတဲ့ရေဘူးအရေးတဲ့အပေါ်ကိုတက်လာဖို့အတွက်အကောင်းဆုံးအမြင့်အလန်းမကြီးတွေဖြစ်သွားလာပေါ့။အော်ဒါဆိုရင်အဲ့ဒီ second ပြက်လွှာကြောင်းဖြစ်တဲ့အကွဲကြောင်းတွေထဲကိုဟုတ်တယ်အဲ့ဒီထဲကိုရွှေပါတဲ့အရေးတွေစီးဝင်တာစီးဝင်ပြီးအေးခဲသွားတဲ့အခါရွှေကြောတွေဖြစ်လာတယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်ကြောက်ပထိုးကစိတ်ဝင်စားစရာဥမာတစ်ခုပါသူကအမေရိကန်နိုင်ငံနီဗာဒါကနာမည်ကြီးကာလင်ပုံစံတက်ဥတိုက်တွေနဲ့ဆင်တူတယ်လို့ဆိုကြတယ်ကာလင်ပုံစံဆိုတာကရွှေရမျက်စိနဲ့မြင်နိုင်တဲ့ရွှေတုံးရွှေခဲကြီးတွေအဖြစ်ရှိမနေပဲအလွန်သိငယ်တဲ့ရွှေမုံလေးတွေအဖြစ်အနီကြားကြောက်တွေထဲမှာဖြန့်ကျက်နေတာကိုဆိုလိုတာပါကင်မုံဖုတ်တဲ့အခါတကြောင်မုံလေးတွေမုံသားထဲမှာပြန့်နေတယ်လို့မျိုးပေါ့ဒါကြောင့်မှရွှေထွက်နှုံးကပြက်မြတ်တက်တန်ကို2.4 gram လောက်ပဲရှိမိမယ်ဆီလီကာထက်များတဲ့အပိုင်းဒီမှာတော့9 gram အထိတွေ့ရတတ်ပါတယ်ဒါကရွှေအမျိုးအစားတစ်မျိုးပေါ့ဒါပေမဲ့မော်ဒီတောင်လိုနေရာမျိုးမှာဆိုရင်ရွှေအကျော်တွေထံမှာတက်တန်ကို gram 3000လောက်အထိတကယ်မယုံနိုင်စရာကောင်းလောက်အောင်ပါဝင်နိုင်တဲ့ဆိုတဲ့အချက်တွေလည်းဖတ်ရတယ်အဲ့ဒါကဘလို့ဖြစ်စင်မျိုးလဲကာလင်ပုံစံနဲ့တော့လုံးဝမတူတော့ဘူးလုံးဝကွဲပြားပါတယ်အဲ့ဒါကို orogenic gold လို့ခေါ်တယ် orogenic ဆိုတာတောင်တန်းတွေဖြစ်ပေါ်ခြင်းနဲ့ဆိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်အိန္ဒိယနဲ့အာရှတိုက်တိုက်မိတယ်လို့မျိုးအေယာမတိုက်ဆိုင်မှုတွေဖြစ်တဲ့အခါမြေလွှာတွေကိုရေးဆိုးတဲ့ရေမြုပ်တစ်ခုကိုညှစ်လိုက်တယ်လို့ပါပဲအလွန်ပြင်းထန်တဲ့ဖိအားကြောင့်ကြောက်ဓာတ်တွေထဲမှာပိတ်မိနေတဲ့ရေပူအရေတွေဟာအကွဲကြောင်းတွေကိုအတင်းညှစ်ထုတ်ထမ်းရပါတယ်အဲ့ဒီရေတွေထဲမှာရွှေပါဝင်မှုနှုန်းအလွန်မြင့်မားပြီးအေခဲထွားတဲ့အခါအလွန်အဖို့တန်တဲ့ရွှေကြိုးတွေဖြစ်လာတာပါဒါကြောင့်မော်ဒီတောင်လို့နေရာမျိုးမှာမြေုံနိုင်လောက်တဲ့ရွှေပါဝင်နှုန်းတွေကိုတွေ့ရတာပါနောက်ထပ် shock ထွေးတဲ့နေရာတစ်ခုကြောင့်လည်းဖတ်လိုက်ရသေးတယ်ကြောက်ပစတ်မိုင်းဆိုတာလေအဲ့ဒီမှာတွေ့ရတဲ့ရွှေကရွှေတီးတန်မဟုတ်ပဲ tell you right ဆိုတဲ့တတ်တူတွေထဲမှာပါနေတယ်လို့ဆိုတယ်အဲ့ဒါဘာကိုဆိုလိုတာလဲအဲ့ဒါကဘူမိပေဒပညာရှင်တွေအတွက်တော့တဲ့ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အသေးစိတ်အချက်တစ်ခုပါ tellurite ဆိုတာရွှေကသူ့ချီတက်တက်ရှိမနေပဲ tellurium ဆိုတဲ့ရှားပါချက်စင်ဒီမျိုးနဲ့ဓာတုပေဒနည်းရပေါင်းဆက်နေတာကိုဆိုလိုတာပါ colorite တို့ peptide လို့တတ်တူတွေပေါ့တာမန်လူတော့ဒါကတိတ်အရေးမကြီးဘူးလို့ထင်ရနိုင်မယ်ဘူမိဗေဒပညာရှင်တွေတော့အဲ့ဒီတက်တူတိုက်ဘလို့အပူချိန်ဘလို့ဖီအားဘလို့ဓာတုပတ်ဝန်းကျင်မှာဖြစ်ပေါ်ခဲ့တယ်လဲဆိုတာကိုပြောပြနေတဲ့တန်လွန်ဆက်တစ်ခုပါပဲဓာတုဖြစ်ပေါ်စေတဲ့အရည်ထဲမှာဘာတွေပါခဲ့တယ်လဲဆိုတဲ့အရာတာကိုမိစမ်းခရလိုက်တယ်လို့ပေါ့ဒါဆိုရင်ဒီအချက်လက်တွေအားလုံးကိုခြုံပြီးကြည့်လိုက်တဲ့အခါဘာကိုဆိုလို့တယ်လဲကျွန်တော်နားလဲတယ်လို့ပြန်ပြောရရင်မြန်မာနိုင်ငံရဲ့ကျွယ်ဝမှုကတိုက်ဆိုင်မှုမဟုတ်ပဲလွန်ခဲ့တဲ့နှစ်တန်း50အတွင်းဖြစ်ပျက်ခဲ့တဲ့အလွန်ပြင်းထန်ပြီးရှုံထွေးတဲ့ဘူမိဗေဒဆိုင်ရာဖြစ်စဉ်ကြီးရဲ့တိုက်ရိုက်ရလဒ်ပဲတနည်းပြောရရင်မြန်မာနိုင်ငံကနှစ်တန်းပေါင်းများစွာကြာအောင်စောင့်ခဲ့ရတဲ့ဘူမိဗေဒဆိုင်ရာထီစုကြီးကိုပေါက်ခဲ့တာနဲ့တူနေတယ်အဲ့ဒီအချက်ကအဓိကပါပဲဟိမဝန္တာကိုဖြစ်ပေါ်စေခဲ့တဲ့အဲ့ဒီပြင်းထန်တဲ့တိုက်ဆိုင်မှုကြီးကပဲကဘာမီလွာကိုဖိညစ်ချစ်ပြုတ်ပြီးတော့ကဘာအဆက်မီပတ်တမြာကြောက်စိန်ကျဲနီနဲ့ရွှေလေးကိုထုတ်လို့ပေးတဲ့အေယာဘစစ်ယုံကြီးတခုလိုဖြစ်ခဲ့တယ်ဒီနိုင်ငံရဲ့ကြွယ်ဝမှုကမြေကြီးထဲမှာရှိနေတာတင်မဟုတ်ဘူးတူရက်တည်နေတဲ့မြေကြီးကိုယ်တိုင်ကဖန်တီးခဲ့တာပါ